အမောင်ရိပ်တန်းနေတဲ့ကြောက်ဆောင်တွေကြားမှာအရာအလုံးကတိတ်ဆိတ်နေခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီတိတ်ဆိတ်မှုရဲ့နောက်ွယ်မှာကြောက်မဲဖွယ်ရာအမဲလိုက်ပွဲတစ်ခုတော့စတင်နေပြီဆိုတာကိုအဲကွာနာလေးသတိပြုမိလိုက်ခဲ့ပါတယ်။တစ်ခုခုကတော့လှုပ်ရှားနေပါပြီ။ဒီကမ်းခြေမှာတော့မျိုးလုံးနဲ့မြင်ရတာတဲ့အာယုံခံစားမှုကပိုအရေးပါပါတယ်။လှုပ်ရှားမှုအနေငယ်ကတင်တင့်ရဲ့တည်တန်းစာကိုရေးထိုးလိုက်တယ်လို့ဖြစ်သွားနိုင်ပါတယ်။မွေတွေဟာခဏတာငြိမ်သက်သွားကြတယ်။ခန္ဓာကိုယ်တွေကိုအသင့်ပြင်ခေါင်းတွေကိုမော့ပြီးတော့နောက်ထပ်ရိပ်ရောင်တစ်ခုကိုနားဆွင့်နေကြတာပါပြေးမှလွတ်မဲ့အေကွာနာအတွက်ကတော့ဒါဟာတစ်ခုတည်းသောရွေးချယ်စရာတစ်ခုပဲဒါပေမဲ့မွေတွေကလည်းသူတို့ရဲ့သဘာဝအတိုင်းရက်ဆက်ဖို့အတွက်အဆင်သင့်ဖြစ်နေခဲ့ပါပြီရှစ်ပတ်မှုတွေကပုံမတင်းကျပ်လာခဲ့တယ်ခုခံမှုတွေတဖြည်းဖြည်းရောပါသွားပြီးတော့အေကွာနာရဲ့နောက်ဆုံးရုန်းကန်တန်တွေဟာတိတ်ဆိတ်ခြင်းထဲမှာပဲပျောက်ကွယ်သွားခဲ့ပါတယ်ဒီကျုံမှာထူးဆန်းတဲ့အလားတရားနဲ့ရက်ဆက်မှုတွေဒွန်တွဲနေခဲ့ပါတယ်အေကားနာတွေကိုဒီနေရာမှာရှင်းတန်းနိုင်အောင်ပုံသွင်းပေးခဲ့တယ်လို့ပဲသူတို့ကိုပြန်လဲဝါမျိုးမယ်အန်ရီတွေကိုလည်းဒီကဘာကပဲဖန်တီးပေးထားခဲ့တာပါဒီနေရာမှာတော့ငိမ့်သက်ချင်းဟာအသက်ရှင်တန်မှုနဲ့တိတ်ဆုံးညင်းကြားကစီးချထားတဲ့မြင်းတစ်ကြောင်ပဲစောစီးစွာလှုပ်ရှားမိရင်ကိုယ်တည်တွင်ကိုတူးတယ်လို့ဖြစ်မယ်အချိန်ကြာကြီးစောင့်နေပြန်ရင်လည်းအန်ရီကလက်တကန်းကိုရောက်လာတော့မယ်အေကွာနာကဒါကိုကောင်းကောင်းနားလည်ခဲ့တယ်ခြေသက်ချစ်တန်လေးတစ်ခုအမိရဲ့တုန်ခါမှုလေးတစ်ခုဒါဟာအရာအလုံးကိုဆုံးဖြတ်သွားဖို့လုံလောက်ခဲ့ပါတယ်။မွေဟာတင့်ရဲ့ပုံတံကိုကြည့်တာမဟုတ်ဘူး။တင့်ရဲ့တုံခါမှုကိုပဲရှာဖွေနေခဲ့တာ။အေကွာနာသာထွက်ပြေးခြင်းနဲ့စိတ်ကိုအောင်အီးပြီးတော့ကြောက်ရွံ့လို့ငြိမ်သက်နေမယ်ဆိုရင်သူတို့ကရေးမိမှာမဟုတ်ပါဘူး။ဘုံကွယ်ရာကနေထွက်လိုက်တာနဲ့တပြိုင်နက်ကမ်းခြေတစ်ခုလုံးကနိုးထလာခဲ့ပါတယ်။တန်တရားကနေစတင်ခဲ့ရာကအခုတော့အပြင်းအထန်လိုက်လံဖမ်းဆီးမှုဖြစ်ပွားသွားခဲ့ပါပြီ။မွေတွေကလည်းဝိုင်းလာခဲ့ပါပြီ။သူတို့ဟာလှုပ်ရှားမှုတိုင်းကိုအချက်ပြမှုအဖြစ်ပြောင်းလဲလိုက်ပြီးတော့ခန္ဓာကိုယ်ချင်းထိတွေ့ရှစ်ပတ်ဖို့ကြိုးစားခဲ့ကြပါတယ်ခဏတာမှာတော့အားလုံးပြီးဆုံးသွားပြီလို့ထင်ရပေမဲ့အေကွာနာရဲ့ကံကြမ္မာကအဲ့ဒီမှာနေမဆုံးသေးပါဘူးမူရဲ့ရှစ်ပတ်မှုတွေရောသွားတဲ့တစ်စက္ကန့်မှာပဲသူဟာလွတ်မြောက်ဖို့လမ်းစာမြင်လာခဲ့ရတယ်မြေတောင်တစ်ခါအတွင်းမှာပဲသူဟာအရှင်အဟုန်နဲ့ရုံးထွက်လိုက်ခဲ့ပါတယ်ကြောက်ဆောင်တွေကသူ့ကိုကူညီနေသလိုပါပဲလိုက်ဖမ်းတဲ့လမ်းကြောင်းကိုဖျက်တောက်ပေးတယ်ဘုံကွယ်စရာနဲ့ခြေကုပ်ယူစရာတွေပေးထားပြီးတော့ငွေတွေကိုတွေးဝေးသွားအောင်လှုပ်ဆောင်ပေးနိုင်ခဲ့ပါတယ်။ဒါပေမဲ့အေကွာနာအတွက်တော့လွတ်မြောက်သွားတယ်ဆိုတာအဆုံးသက်တော့မဟုတ်ပါဘူး။ခဏတာနားခိုခြင်းပါပဲ။တကောင်ကအချက်ပြမှုကိုရလိုက်တာနဲ့ကျန်တဲ့မွေအုပ်ကြီးကပါအလိုလိုတီးသွားခဲ့ကြပါတယ်။နောက်ဆုံးမှာတော့အသက်တစ်ချောင်းကရှင်တန်မှုရုန်းကန်ရတယ်လို့နောက်တစ်ကောင်ကတော့အဲ့ဒီအသက်ကိုအဆုံးသက်ပြီးမှရှင်တန်ရတာပါ။ဒါဟာသဘာဝတရားရဲ့အရှိကိုအရှိတိုင်းဖော်ပြနေတာပါပဲ။ပင်လယ်အကွာနာတွေဟာဂါလာပါကိုကျွန်းစုရဲ့အသင်းနှလုံးတွေပါသူတို့ဟာကဘာပေါ်မှာတခုတည်းသောပင်လယ်ကူးပုတ်တင်ညိုတွေဖြစ်ပြီးတော့ရှင်သန်မှုတွေပြင်းထန်တဲ့လိုင်းလုံးတွေကိုအန်တူလို့ရေအောက်ကရင်းကြီးတွေကိုတွားရောက်စားတောက်ကြရပါတယ်ပြင်းထန်တဲ့အပူချိန်နဲ့အေးဆက်တဲ့ပင်လယ်ရေပြင်ဒီလောကနှစ်ခုကြားမှာသူတို့ကနှိမ့်စင်တဲ့အမျှအသက်ရှင်တန်ခြင်းတွေကျုံးကန်ကြိုးစားနေရတာပါတကယ်တော့ဒီတတ္တဝါလေးတွေဟာတာမန်ပုတ်တင်ညိုတွေမဟုတ်ပါဘူးသူတို့ကပစိဖိတ်သမုဒ္ဒရာရဲ့ခက်ထန်တဲ့လှိုင်းတဘိုးတွေကိုအန်တုနိုင်တဲ့ပင်လယ်ပြောအေကွာနာတွေဖြစ်ပါတယ်။ကမ္ဘာပေါ်မှာဂါလာပါကိုကျွန်းစုတနေရာထဲမှာပဲတွေ့ရတဲ့ထူးခြားဆန်းပြားလွန်းတဲ့မျိုးနွယ်စုတွေပေါ့။သူတို့ရှင်သန်မှုအတွက်အစာကကုန်းပေါ်မှာမရှိဘူး။ဒါကြောင့်အေးဆက်လာတဲ့ပင်လယ်ကြီးအောက်ထဲကိုငုပ်ဆင်းပြီးတော့ကြောက်ဆောင်လေးမှာကတ်တွယ်နေတဲ့ရေညှိတွေကိုရှာစားကြရတယ်။ခြေသေးတွေကချိတ်တွေလိုပဲတန်မာလုံးလို့ပြင်းထန်တဲ့ဒီရေဆွဲအားကြမှာကြောက်ဆောင်လေးကိုမြဲမြဲတွေ့ထားနိုင်ခဲ့ကြတယ်။သူတို့ရဲ့သွားတွေကလည်းရေကြီးတွေကိုချစ်ယူစားတော့ဖို့အထူးတလဲပုံစံပြောင်းလဲထားတာပါရေထဲရောက်ပြီဆိုတော့နဲ့အေကွာနာတွေဟာအရင်ကနဲ့မတူဘဲနဲ့လုံးဝကိုစွမ်းအားကြီးတဲ့ရေကူးသမားတစ်ယောက်ဖြစ်သွားခဲ့ပါတယ်ခြေလက်တွေကိုခန္ဓာကိုယ်မှာကတ်ထားပြီးတော့ပြားချက်တဲ့အမိကိုဘယ်ညာရန်တို့ရေစီးကြောင်ကိုဖျက်ကျော်တယ်အေးတန်ကိုခံနိုင်ဖို့နဲ့အသက်ရှူဆန်းရကိုချွေတာဖို့အတွက်သူတို့ရဲ့နှလုံးခုန်လုံးကိုအနှိမ်ဆုံးအထိရှော့ချပစ်နိုင်တဲ့အစွမ်းလဲရှိကြပါတယ်ဒါပေမဲ့ရေအောက်မှာအကြာကြီးနေလို့တော့မရပါဘူးအေးတန်းကြောင့်ခန္ဓာကိုယ်တောင့်တင်းမလာခင်ကုံမော်ကိုပြန်တက်ဖို့ကြိုးစားရပြန်ခဲ့တယ်။တိုင်းလုံးကြီးတွေကြားကနေကြောက်ဆောင်မော်ကိုပြန်တက်လာရတာဟာအာရင်ကုန်ခန်းစရာကောင်းလာပါတယ်။သူတို့ရဲ့ဘဝဟာမိတောင်ကျွန်းရဲ့ပြင်းထန်တဲ့အပူရှိန်နဲ့သမုဒ္ဒရာရဲ့ရက်ဆက်တဲ့အေးတန်းဆိုတဲ့လောကနှစ်ခုကြားမှာအမြဲတမ်းဂျုံကန်နေရတာပဲဖြစ်ပါတယ်။